ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမရဲ့မျက်ဝန်းတွေကကျဉ်းမြောင်းသွားပြီးနူးညံ့သိမ်မွေ့တဲ့အပြုံးတစ်ခုကိုပြသလာတဲ့တစ်စက္ကန့်အတွင်းမှာပဲပြောင်းလဲသွားတဲ့အဲဒီမျက်နှာအမှုအရာကြောင့်ကျွန်တော်ခြေဖျားကနေဥကောင်းအထိအေးဆက်တဲ့တုံးလုံးမှုတစ်ခုဖြတ်တန်းသွားတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်နှလုံးခုန်တန်းအောင်ခဏတာရက်တန့်သွားမိတယ်သူမကသူမရဲ့တငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ပြီးကျွန်တော်တို့နှစ်ယောက်အတူအောက်ကိုဆင်းလာခဲ့ကြတယ်လေကားထစ်တိုင်းရဲ့ထောင်ချိုးတိုင်းမှာသူမကကျွန်တော်အတွက်ကြိုတင်ပြင်ဆင်ထားတဲ့အံ့ဩစရာလက်ဆောင်လေးတွေတစ်ခုပြီးတစ်ခုရှိနေတဲ့နင်းစီပန်းတွေဘာပတီးတွေနဲ့အချိုပွဲလေးတွေကတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါကျွန်တော်နှလုံးခုန်တန်းတွေတုံတုံနဲ့မြန်ဆန်လာရတယ်ကိုနည်းနည်းတော့ရှက်မိပေမဲ့ဒီအရာတွေအတွက်စိတ်ထဲမှာတော့အလုံးကိုပျော်ရွှင်နေမိတယ်မြင်းကြီးထက်ရဲ့နောက်ဆုံးထောင်ကိုရောက်တဲ့အခါသူမကကတိပါနီအိတ်လေးတစ်လုံးကိုထုတ်လိုက်တယ်ကျွန်တော်ချက်ချင်းပဲသတိပြန်ဝင်လာခဲ့တယ်ကျွန်တော်ဒါကိုလက်စွပ်တစ်ခုလို့ထင်လိုက်မိတာကြောင့်အလွန်အမင်းကြောက်လန့်သွားခဲ့တာပါဒါပေမဲ့အိတ်လေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာနီးရဲတဲ့ကြောက်စိမ့်ပတိလုံးနှလုံးနဲ့ချစ်ထားတဲ့ကျိုးနီလေးတစ်ချောင်းကိုတွေ့လိုက်ရတယ်သူမကကျွန်တော်ကိုပြုံးပြပြီးအကိုကြီးမွေးနေ့မှာပျော်ရွှင်ပါစေလို့ပြောလိုက်တယ်ကျွန်တော်ကကျေးဇူးပဲလို့6ကက်ကက်လေးပဲပြန်ပြောလိုက်မိပေမဲ့သူမကတော့ချက်ချင်းပဲကျွန်တော်ဘက်ကိုကိုလေးရင်ကိုင်းလာပြီးသူမရဲ့ပါပြင်ကိုလက်နဲ့ပုတ်ပြလိုက်တယ်အဲ့ဒါကစိတ်ပါလက်ပါမရှိဘူးအကိုကြီးကျမကိုပါတစ်ချက်နှမ်းပေးပါတယ်ကျွန်တော်အုံနောက်ထဲမှာလုံးဝကိုစက္ကန့်ပိုင်းတွင်ရက်တန့်သွားသလိုပါပဲကျွန်တော်ဘာပြင်တွေကလည်းမီးတောက်နေသလိုပူထူလာခဲ့တယ်ချက်ချင်းပဲကျွန်တော်လက်ထွက်လာခဲ့လိုက်တယ်ကျွန်တော်နောက်မှာသူမရဲ့ကြည်လင်ပြတ်သားတဲ့ရေတံလေးကိုကြားလိုက်ရတယ်မကြခင်မှာပဲဇူတာအိုကသူ့ရဲ့အသေးဆွဲချစ်သူနဲ့အဆင်ပြေစေဖို့ရည်ရွယ်ပြီးအချစ်ဇလံရုပ်ရှင်ကြည့်ဖို့အဖွဲလိုက်ခီးစဉ်တစ်ခုစီစဉ်ပေးခဲ့တဲ့ရုပ်ရှင်ရုံထဲကအမောင်ရိပ်ထဲမှာကျွန်တော်ထိုင်နေတော့နန်းကုံကြီးကကျွန်တော်နားကိုတိုးကပ်လာပြီးသူမလက်ကိုကျွန်တော်လက်နဲ့ထိကပ်အောင်ပုတ်တိုက်လာတယ်ကျွန်တော်လက်ကိုအမြန်ဆွဲထုတ်လိုက်ပြီးမင်းပါလုပ်နေရလဲလို့တိုးတိုးလေးဆူလိုက်တယ်သူမကအချစ်လေးလို့သူမကဖြေလိုက်တယ်မှောင်နေတဲ့ရုပ်ရှင်ရုံထဲမှာသူမရဲ့မျက်ဝန်းတွေကပြင်းပြင်းထန်ထန်တောက်ပနေတယ်သူမကကျွန်တော်ကိုမျက်ရည်စတွေဝဲနေတဲ့မျက်လုံးကြီးတွေနဲ့ငေးကြည့်ရင်အကိုကြီးကဘယ်တော့မှကျမကိုရီးစားအဖြစ်လက်ခံမှလဲလို့မေးလိုက်တယ်ကျွန်တော်အရန်စိတ်လှုပ်ရှားသွားတာကြောင့်တတွေးကိုခက်ခက်မျိုးချလိုက်ရတယ်ပြီးတော့မင်းကအရန်တော်တဲ့သူပါဒါပေမဲ့မင်းကငယ်လွန်းသေးတယ်အခုမှ16နှစ်ပဲရှိသေးတာလေလို့ပြန်ပြောလိုက်တယ်ရုတ်တရက်ဆိုသလိုပဲသူမကျွန်တော်နားကိုအနီးကပ်တိုးကပ်လာတယ်သူမရဲ့ပူနွေးတဲ့အသက်ရှူတန်းကကျွန်တော်နားရွက်ကိုထိတွေ့သွားပြီးသူမကပြုံးရင်းတိုးတိုးလေးရေရွတ်လိုက်တယ်မငယ်တော့ပါဘူးလို့ကျွန်တော်ရုတ်တရက်ဆိုသလိုပဲကျွန်တော်ထိုင်ကုန်ပေါ်ကနေခုံထားလိုက်ပြီးတော့ဘေးမှာရှိတဲ့ပေါက်ဆုပ်တွေအကုန်လုံးကျန်းပြင်ပေါ်ပြန်ကျဲကုန်တယ်ကျွန်တော်လည်းအမြန်ဆုံးနဲ့ဘေးနာကလွတ်နေတဲ့ခုံတစ်ခုံစီပြေးပြီးထိုင်လိုက်မိတယ်ကျွန်တော်နှလုံးခုန်တန်းတွေကရင်ဘတ်ထဲကနေထွက်ကြလာတော့မတက်ပြင်းပြင်းထန်ထန်ခုန်ပေါက်နေတယ်ခဏကြာမှတော့သူမကကျွန်တော်နာကိုထက်ရောက်လာပြီးကျန်းပြင်ပေါ်ပြန်ကျဲနေတဲ့ပေါက်တွေကိုကောက်ဖို့အတွက်အောက်ကိုထိုင်ချလိုက်တယ်သူမကပေါက်တွေကိုကောက်ပြီးသူမရဲ့အဝတ်စားထဲမှာအပြည့်ထည့်လိုက်တယ်သူမလုံနေတာကိုငေးကြည့်နေရင်းနဲ့ပဲကျွန်တော်တို့ငငယ်ကအကြောင်းတွေကိုရုတ်တရက်တတိယသွားမိတယ်အဲ့ဒီတုန်းကနှစ်တစ်ကူအလဲပတ်သွားရင်ကျွန်တော်သူမကိုခေါ်သွားလိမ့်ရှိတယ်သူမကအရင်တိုင်းမှာပဲကျွန်တော်ပေးတဲ့တကြားလုံးလေးတွေကိုသူမရဲ့အင်ဂျီစလေးထဲမှာအိတ်လုတ်ပြီးတင်းထားတတ်တာမျိုးပါသူမရဲ့ဖြူစင်တဲ့သွားလေးတွေပေါ်အောင်ပြုံးပြလိုက်တဲ့အခါကျွန်တော်ရင်ထဲမှာအရေးပျော်သွားတယ်လို့ခံစားရပြီးသူမနဲ့အတူပေါက်တွေကိုကောက်ဖို့အတွက်ကျွန်တော်လည်းအောက်ကိုထိုင်ချလိုက်မိတယ်သူမကခေါင်းမော့ကြည့်လာပြီးသူမရဲ့မျက်လုံးလေးတွေကလာချန်ကွေးလေးတွေလိုဖြစ်သွားတဲ့အထိပြုံးရင်းအကိုကြီးကတကယ်ကိုသဘောကောင်းတာပဲလို့ပြောလိုက်တယ်အဆောင်ကိုပြန်ရောက်တဲ့အခါကျွန်တော်အိတ်ထဲမှာရှော့ချနေတဲ့တီပါနီအိတ်လေးကိုသတိထားမိလိုက်တယ်အဲ့ဒီထဲမှာတော့အချစ်တွေအပြည့်နဲ့မှတ်စုစာတို့တစ်ဆောင်ရှိနေတယ်ပူနွေးတဲ့အငွေ့တက်တွေကကျွန်တော်မျက်နှာစီတက်လာပြီးပပြင်းတွေကလည်းတခဏချင်းမှပဲမိစင်ခဲ့တယ်လို့ပူထူသွားတယ်ကျွန်တော်နှလုံးခုန်တန်တွေကလည်းအရှိန်ပြင်းပြင်းနဲ့ခုန်ပေါက်နေတယ်ခဏအကြာမှာတော့သူမကကျွန်တော်ကိုအတန်းစီလိုက်ပို့ပေးရင်ကျွန်တော်စာအုပ်ကိုလှန်ကြည့်လိုက်တဲ့အခါအထဲကနေအချစ်စာတစ်ဆောင်ကျလာတယ်အဖြူရောင်စာအိတ်ပေါ်မှာအနီရောင်နှလုံးသားပုံလေးဆွဲထားပြီးယူကင်ကြီးဆိုတဲ့နာမည်ကိုရေးထားတယ်သူမကစာကိုလက်ချောင်းလေးတွေကြားမှာကင်ထားရင်အတန်တွေတုံရင်နေပြီးမျက်လုံးတွေကလည်းหนีရဲနေတယ်ကျွန်တော်ကိုမော့ကြည့်ပြီးအကိုကြီးဒါပါလဲဟင်လို့မေးလိုက်တယ်ကျွန်တော်လည်းသူမကိုအမှန်တိုင်းပဲပြောရရင်ဒါဟာအချစ်စာတစ်ဆောင်ပါကျွန်တော်ရှိကအခန်းဖော်ကလည်းဟုတ်တယ်အဲ့ဒီစာကတရုတ်ဘာသာစကားဌာနကထူးချွန်တဲ့ကောင်မလေးတယောက်ရေးထားတာလို့ထပ်ဖြစ်ပြောလိုက်တယ်သူမကအတန်ကိုပို့တိုးပြီးအကိုကြီးကဒီစာတွေအားလုံးကိုဖတ်ပြီးပြီပေါ့နော်လို့မေးလိုက်တယ်ဝန်ချန်ကူကလည်းဘေးကနေသူဖက်ယုံတင်မကဘူးအားလုံးကိုပြန်တောင်းစာရေးပြီးတော့ကိုလို့ထပ်ဆင့်ပြောလိုက်တယ်သူမကဝမ်းနည်းမှုတွေအပြည့်ပါတယ်ရေတံလေးနဲ့ရဲလိုက်တယ်သူမရဲ့မျက်ဝန်းတွေကမျက်ရည်တွေနဲ့ဆူဆွနေပြီးသူမကရုတ်တရက်ထွက်လိုက်ပြီးစာသင်ခန်းထဲကနေထွက်ခွာသွားခဲ့တယ်နောက်ဆက်တွဲရဲ့အနေငယ်ကြတဲ့အထိနန်းကုံစီကနေဘာသတင်းစကားမှမကြားရသလိုကျွန်တော်နားကိုလည်းလာမကတ်တော့ဘူးဒီလိုရုတ်တရက်တိတ်ဆိတ်သွားတဲ့အခြေအနေကကျွန်တော်ကိုတမျိုးကြီးခံစားရစေတဲ့ကျွန်တော်စီမှာတခုခုလိုအပ်နေတယ်လို့နဲ့စိတ်ထဲမှာမတင်မကျဖြစ်နေမိတယ်ကျွန်တော်အခန်းဖော်တွေကတော့ကျွန်တော်ကိုလူမိုက်ကောင်ရုံမှလို့အမျိုးမျိုးဆဲဆိုပြီးသူမကိုအမြန်သွားချုပ်ဖို့တိုက်တွန်းကြတယ်ဒါပေမဲ့ကျွန်တော်မသွားခဲ့ဘူးအမျိုးသားနေ့အခမ်းအနားပွဲနေ့မှာတော့ဘာကြောင့်မှမသိတဲ့တွန်းအားတစ်ခုကြောင့်သူမပေးခဲ့တဲ့အဲ့ဒီကျိုးနီလေးကိုကျွန်တော်လက်ကောက်ဝက်မှာပတ်ထားလိုက်တဲ့ပရိသတ်တွေနဲ့ပြည့်နှက်နေတဲ့အဲ့ဒီနေရာမှာသူမကဒီလောက်ဝေးတဲ့နေရာကနေဒီကျိုးလေးကိုမြင်နိုင်မှာမဟုတ်ဘူးဆိုတာကျွန်တော်သိပေမဲ့လည်းပတ်ထားမိတာပါစင်ပေါ်မှာသူမကအယောင်သွေးတောက်ပြောင်စွာနဲ့ကပ်ပြနေတာကိုကြည်ရင်းနဲ့ပဲကျွန်တော်ရင်ထဲမှာပြင်းထန်တဲ့မနာလိုစိတ်တွေတောက်လောင်လာတယ်ဖြောပြေပွဲပြီးတာနဲ့ကျွန်တော်ခေါင်းငုံပြီးနောက်ွယ်စီအပြေးသွားလိုက်တယ်သူမနောက်ွယ်ကိုဝင်လာတဲ့အချိန်မှာပဲအင်ဂျီတစ်ထည်ကိုလှမ်းဆွဲယူပြီးသူမခေါင်းပေါ်ကိုပြစ်အုပ်လိုက်တယ်ပြီးတော့သူမကိုအဝတ်လဲခန့်အသေးလေးတွေကိုတွန်းပို့လိုက်ပြီးအဝတ်စားအမြန်လဲလိုက်လို့ပြောလိုက်ပေမဲ့ကျွန်တော်ဘာမှဆက်မပြောနိုင်ခင်မှာပဲနောက်ွယ်ကတာဝန်ခံကကျွန်တော်ကိုအပြင်ကိုထုတ်လိုက်တယ်ကျွန်တော်လည်းသူမစီမက်ဆေ့ချပို့ပြီးဘာပဲတီးဝယ်လာခဲ့မယ်ခဏလောက်စောင့်နေပေးပါလို့ပြောလိုက်တယ်ဒါပေမဲ့ဖြိုရမကတွေဝယ်ပြီးပြန်ရောက်တဲ့ခါမှာတော့သူမကကောင်လေးတစ်ယောက်ရဲ့ဘေးမှာရက်နေတာကိုတွေ့လိုက်ရတယ်သူတို့နှစ်ယောက်စကားတွေပြောရင်းရေမောနေကြတယ်ကျွန်တော်တစ်ချက်ကြည့်လိုက်တာနဲ့သူ့ကိုမှတ်မိသွားတယ်သူကဒီဝတ္ထုရဲ့ဇက်လိုက်ကြော်ပဲနူးညံ့သိမ်မွေးပြီးဂုံရီတောက်ပနေတာຫນွေဦးရဲ့နေအောင်ကြီးလိုပဲလင်းလက်နေတဲ့သူပေါ့
ကျွန်တော်ရင်ထဲမှာရုတ်တရက်အေးဆက်သွားတယ်လို့ခံစားလိုက်ရတယ်ဇက်လိုက်ကျော်ကသူ့မနောက်ကိုဒီအထီတောင်လိုက်လာခဲ့တာပဲကျွန်တော်ကရောဘာကူများမျှော်လင့်နေမိတာလဲကျွန်တော်ဝယ်လာတဲ့ဘာဘက်တီးကိုအမိုက်ပုံးနဲ့ပစ်ထည့်လိုက်တယ်ပြီးတော့ခြေလမ်းတွေကိုနောက်ပြန်လှည့်ပြီးကျောင်းကိုပြန်လာခဲ့လိုက်တယ်ကျွန်တော်တို့ရဲ့အကြံပေးပုဂ္ဂိုလ်ကကျွန်တော်တို့တဲကအချို့ကိုရင်းပေတက္ကသိုလ်မှာတစ်နှစ်တာကျောင်းသားလဲလှည့်ရေးအစီအစဉ်အတွက်တွားရောက်ဖို့အခွင့်အရေးပေးခဲ့တယ်ရှောက်လွာကိုလက်ထဲမှာကင်ထားရင်းနဲ့ပဲကိုဘာကိုပြင်းပြင်းလေးနှစ်ချက်လောက်ရိုက်လိုက်မိတယ်ငါဘာကူများချီတုံချတုံဖြစ်နေရတာလဲချိန်ဆဲလိုက်ပါတော့ဇက်လိုက်ကဒီကိုရောက်နေနှင့်ပြီးအခုချက်ချင်းသာမထွက်သွားဘူးဆိုရင်မူလဇက်ကောင်ရဲ့ကြေကွဲပွဲမားတွေကိုပဲကျွန်တော်ထက်ခါတလဲလဲလုံးပြီးတော့မှကျွန်တော်ရှောက်လွာကိုအမြန်ဆုံးဖြစ်ပြီးနောက်ဆုံးတမက်ရက်မတိုင်ခင်လေးမှာပဲတွားတင်လိုက်တယ်နောက်ပိုင်းမှာစာကြည့်တိုင်းမှာစာဖတ်နေရင်းနဲ့အချစ်စာပေးတဲ့ကောင်းမလေးတစ်ယောက်ကိုလိုက်ပို့ပေးပြီးပြန်လာချိန်မှာပဲကျွန်တော်ရှိကိုတယောက်ကရုတ်တရက်လာထိုင်လိုက်တယ်ရုတ်တရက်ဆိုသလိုပဲအေးဆက်ဆက်အတန်တန်ကကျွန်တော်ကိုလှမ်းခေါ်လိုက်တယ်အရင်ကသူမရဲ့လေတံမျိုးနဲ့လုံးဝမတူတော့ဘူးအရင်ကလိုနူးညံ့ပြီးချိုသားတဲ့လေတံမျိုးမဟုတ်တော့ဘူးသူမစကားစုရဲ့အဆုံးသက်ကလေးနက်ပြီးသွားတွေကိုစိတ်ပိတ်ထားရင်းပြောနေတယ်လို့မျိုးအညိုးတေးတွေနဲ့ပြည့်နေနေတယ်အကိုကြီးကတကယ်ကိုပဲလူကြိုက်များတာပဲနော်ပြောပါဦးဒီရက်ပိုင်းတွင်းမှာကျမအကြောင်းကိုတခါလေးများတွေးမိသေးရဲ့လားလို့မေးရင်သူမကကျွန်တော်ကိုစိုက်ကြည့်နေတယ်သူမရဲ့မျက်ဝန်းထဲကနူးညံ့မှုတွေကလုံးဝပျောက်ကွယ်သွားပြီးသူမရဲ့တကယ်သဘောတဘာဝဖြစ်တဲ့မှောင်မိုက်ပြီးရက်ဆက်တဲ့အရေးအယောင်တွေပေါ်လာတယ်သူမကိုကြည့်နေရင်းနဲ့ကျွန်တော်ရင်ထဲမှာစိုးရိမ်စိတ်တွေလှိုင်းထန်လာတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်စိတ်ကိုတင်းထားပြီးမတွေးမိပါဘူးလို့ပြန်ဖြေလိုက်တယ်သူမကအရန်ကိုနှေးကွေးတဲ့လှုပ်ရှားမှုနဲ့ထရက်လိုက်ပြီးတော့လက်ကိုဆန့်ထုတ်ပြီးကျွန်တော်မေးစေးကိုအတင်းဆုပ်ကင်လိုက်တယ်တကူလုံးကအမွေးမင်တွေတောင်ထောင်တက်လာတယ်လို့ခံစားလိုက်ရပြီးကြောက်လန့်မှုကြောင့်အေးဆက်သွားမိတယ်သူမကကျွန်တော်နားကိုကပ်လာပြီးသူမရဲ့အသက်ရှူတန်းတွေကကျွန်တော်အသားရည်ကိုထိတွေ့နေစင်မှာပဲနူးညံ့တဲ့အတန်နဲ့အကိုကြီးဘာလို့ကျွန်မကိုမချစ်တာလဲဟင်လို့မေးလိုက်တယ်ကျွန်တော်သူမကိုလွတ်ပေးဖို့ကြိုးစားပေမဲ့သူမကနောက်လက်တစ်ဖက်နဲ့ကျွန်တော်နားရွက်ဖျားကိုလာဆွဲကင်ပြီးဖြင်းချင်းစွာပုတ်တက်နေတယ်အကိုကြီးကကျွန်မကိုအစာကြွရေးခဲ့ဘူးလို့အပြန်လန်အနေနဲ့ကျွန်မရဲ့ခန္ဓာကိုယ်ကိုပဲအကိုကိုပေးလိုက်ခြင်းနဲ့အကိုကိုပြန်ပေးဆက်ခွင့်ပြုပါအဲ့ဒီဆုလက်ကိုလေအကိုကြီးကျွန်တော်သွေးတွေတန့်သွားတယ်လို့ခံစားလိုက်ရပြီးကျွန်တော်တုံးလုံးခြောက်ချသွားမိတယ်သူကကျွန်တော်ကိုအစကတည်းကတိနေခဲ့တာပဲကျွန်တော်ကိုကောင်းကောင်းကြီးလှောင်ပြောင်နေခဲ့တာပေါ့ကျွန်တော်သွားတွေကိုဆေးပိတ်ပြီးဟေ့ကောင်မလေးငါ့ကိုလာမနောက်နဲ့ဒီတခါတော့ဒီအတိုင်းလွတ်ပေးလိုက်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့သူကပို့ပြီးတော့တောင်ကြဲကြဲလောင်ရင်မောလိုက်တယ်အကိုကြီးကကျမကိုခွင့်လွှတ်ပေးတယ်ပေါ့လေဒါဆိုရင်ကျမခန္ဓာကိုယ်ကိုပဲအကိုကိုပေးပေးရစီဒီစကားကြတော့ကျွန်တော်လုံးဝကိုထိတ်လန့်သွားပြီးအဲ့ဒီနေ့မှာပဲအဝတ်စားတွေအိတ်ထဲအမြန်ထက်ကစောစီးစွာထွက်ခွာဖို့ပြင်ဆင်လိုက်တော့တယ်ရင်းပေတက္ကသိုလ်စီကိုပါကျွန်တော်ထောင်နဲ့ချီတဲ့မိုင်းကွာကိုထွက်ပြေးလိုက်ရင်သူမရဲ့လက်ကနေလွတ်မြောက်နိုင်မယ်လို့ထင်ခဲ့မိတာဒါပေမဲ့မိရထားပူတာယုံကနေဆင်းပြီးဂိတ်တကားဝကိုဖျက်လိုက်တာနဲ့နန်းကုံတွေကလှေကားထက်အောက်မှာရက်ဆောင်နေတာကိုတွေ့လိုက်ရတယ်သူမကကျွန်တော်ကိုမော့ကြည့်ရင်ပြုံးရွှင်နေတယ်ကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်ပြီးလက်လျှော့လိုက်ကသူမနဲ့အမှန်တကယ်စကားပြောဖို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်တို့ကော်ဖီဆိုင်တစ်ခုမှာထိုင်လိုက်ကြတယ်သူမကကျွန်တော်လက်ကိုအေးအေးဆေးဆေးဆုပ်ကင်ထားရင်ပြုံးပြီးပြောလိုက်တယ်ကျမတို့မတွေ့ဖြစ်တာကြားပြီနော်အကိုကြီးလို့ကျွန်တော်လည်းရင်ရင်ကြေးကြေးပဲပြန်ပြောလိုက်တယ်တကယ်တော့လည်းကြားခဲ့ပြီပေါ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့မုန်တိုင်းထန်နေတယ်လို့ပဲသူမကမျက်လုံးလေးတွေအယောင်လက်နေတဲ့အထိကျွန်တော်ကိုစိုက်ကြည့်ရင်အကိုကြီးကျမကအရန်တောက်ပတဲ့စင်းမြင့်ထက်မှာရှိနေခဲ့တာလေအကိုကြီးမြင်လိုက်လားဘာလို့ကျမကိုလာမခေါ်တာလဲလို့မေးတယ်ကျွန်တော်လည်းဘာလို့ငါမင်းကိုလာခေါ်ရမှာလဲလို့ပြန်ပြောလိုက်မိတယ်သူမရဲ့တည်ငြိမ်နေတဲ့မျက်နှာအမူအရာကတစ်စက္ကန့်အတွင်းမှာပဲအကွဲသွားပြီးသူမရဲ့ဖုံးကွယ်ထားတဲ့အမောင်ရိပ်တွေနဲ့ယူသွမှုတွေကပေါ်လာတော့တယ်အကိုကြီးကစိတ်မကောင်းဖြစ်နေခဲ့တာပဲနော်အကိုကြီးကကျမအကြောင်းကိုတခါလေးများတွေးမိရဲ့လားအကိုကြီးကကျမကိုမုန်းတာလဲဘာလို့များကျွန်တော်ကိုလိန်ညာခဲ့ရတာလဲသူမကကျွန်တော်ကိုစူးရဲတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေပြီးရုတ်တရက်ဆိုသလိုပဲပြုံးလိုက်တယ်အကိုကြီးကျမကဂျင်းပေကိုတက်ဖို့အတွက်ဒုတိယနှစ်ကနေနောက်ဆုံးနှစ်အထိအတန်းခုန်ပြီးတက်ခဲ့တာဒါပေမဲ့အကိုကြီးကအဲ့ဒီမှာမရှိတော့တဲ့အတွက်အကိုကြီးနောက်ကိုလိုက်နိုင်ဖို့ကျမအတန်းပြန်ကြအောင်လုပ်ခဲ့ရတဲ့အကိုကြီးနောက်ကိုအမိလိုက်ဖို့ကအရန်ကိုခက်ခဲပြီးပြင်မဲရတယ်ဆိုတာတိလားလို့ပြောလိုက်တယ်ကျွန်တော်လည်းစကားတခုမှမထွက်နိုင်တော့ပဲငြိမ်သက်သွားဟာမိတယ်လက်ခံရမယ့်အချက်လက်တွေကအရန်များနေတာကြောင့်ဘာပြန်ပြောရမှန်းမသိပဲအချိန်နဲ့ငယ်ကြာသွားတယ်ဒါပေမဲ့အဆုံးမှာတော့နင်ပါလုပ်ချင်နေတာလဲဘာမှထူးဆန်းမဟုတ်ပါဘူးအကိုကြီးကျွန်တော်ကိုကျွေးမွေးခဲ့ဘူးတဲ့အတွက်အပြန်လန်နေနဲ့ကျေးဇူးဆက်ချင်ုံတက်ပါအပြစ်ကင်းတဲ့သူလိုမျိုးတရုပ်ဆောင်ပြီးငါ့ကိုလှောင်ပြောင်ချင်တာကြောင့်ကျေးဇူးဆက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လာလုပ်နေတာမလားသူ့မျက်နှာကရုတ်တရက်အုံမိုင်းသွားတယ်ငါ့ကိုနောက်တစ်ခါအကိုကြီးလိုမခေါ်နဲ့ငါကနေ့ရဲ့ကိုကြီးမဟုတ်ဘူးအဲ့ဒီဂုံပုတ်ကိုငါလက်မခံနိုင်ဘူးဒီစကားကိုပြောပြီးတာနဲ့ကျွန်တော်ထွက်လိုက်ပြီးကော်ဖီဆိုင်မှာသူ့ကိုတယောက်ထဲထားခဲ့ပြီးထွက်လာခဲ့လိုက်တယ်ဒါပေမဲ့သူကပြန်မသွားခဲ့ဘူးသူကကျွန်တော်တက္ကသိုလ်ရဲ့ဂိတ်တကားရှိမှအိမ်ရမဲ့တယောက်လိုထိုင်ချနေပြီးကျွန်တော်ထွက်လာတဲ့အထိမလုံးမရှက်စောင့်နေလေရဲ့ညနေဆောင်လာပြီးနှင်းတွေကလည်းအကြီးကြီးတွေကျလာတယ်အပူချိန်ကလည်းရုတ်တရက်အကြီးကျယ်ကျဆင်းသွားတယ်တယောက်ကတော့ဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်သေးတယ်ဒီလိုအေးခဲနေတဲ့ရာသီဥတုတွေမှာချစ်သူအပေါ်ယူသွနေတဲ့ကောင်မလေးတယောက်ညနေခင်းကလေးကတက္ကသိုလ်ရှိမှထိုင်ဆောင်နေတယ်ဆိုပြီးတော့လေချိန်ဆဲလိုက်ပါတော့တနာတက်တဲ့နှလုံးသားရှိတာကယောဂတစ်ခုပါပဲကျွန်တော်အတွက်ဆိုရင်တော့ဒီယောဂကနောက်ဆုံးအဆင့်ကိုရောက်နေပြီးနောက်ဆုံးတော့ကျွန်တော်စိတ်ပျော်ပြီးအပြေးသွားလိုက်တယ်နန်းကုံလီကနှင်းလူသားတယောက်လိုဖြစ်နေပြီးကျွန်တော်ကိုမောကြည့်လာတယ်အဲဒီတန်ကြောင့်သူမရဲ့မျက်နှာကနေရဲနေပြီးနှက်ခမ်းတွေကလည်းခရမ်းရောင်တန်းနေပေမဲ့ကျွန်တော်ကိုအနိုင်ရသွားတဲ့အပြုံးမျိုးနဲ့ပြုံးပြီးကျွန်မတိတာပဲနှလုံးသားနူးညံ့တဲ့အကိုကြီးကကျွန်မကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်သူမထွက်လိုက်တာနဲ့ကျွန်တော်ရင်ခွင်ထဲကိုအရှိန်နဲ့ပြေးလဲကျလာတယ်ကျွန်တော်လည်းသူမကိုအမြန်ဖက်လိုက်ပြီးနဖူးကိုစမ်းကြည့်လိုက်တဲ့အခါမိတောက်တယ်လို့ပူနေတာကိုတွေ့လိုက်ရတယ်သူမဖြားနေတာပဲကျွန်တော်လည်းသူမကိုဆေးရုံခေါ်သွားဖို့ကြိုးစားပေမဲ့သူမကကျွန်တော်ကိုအားကုန်တုံးပြီးတင်းတင်းကြပ်ကြပ်ဖက်တွေ့ထားကဆေးရုံသွားဖို့ညှင်းဆန်နေတယ်မသွားဘူးကျွန်မမသွားဘူးအကိုကြီးကကျွန်မကိုဆေးရုံမှာထားခဲ့ပြီးစွန့်ပစ်သွားမှာမလားကျွန်တော်မှရွေးချယ်စရာမရှိတော့ဘူးအင်တာနက်ကနေဟိုတယ်တစ်ခုကြိုတင်ဘုတ်ကင်လုပ်ပြီးတက်စီနဲ့ပဲခေါ်သွားလိုက်ရတယ်ဟိုတယ်ခန်းထဲကအပူပေးဆက်ရဲ့အပူတက်ကြောင့်သူမမျက်နှာလေးပိုပြီးနီးရဲလာတယ်ကျွန်တော်တူထောက်ထိုင်ပြီးသူမရဲ့ဆိုးရွှဲနေတဲ့ဖက်နှက်တွေနဲ့ခြေအိတ်တွေကိုချွတ်ပေးလိုက်တယ်သူမရဲ့ခြေထောက်တွေကအေးခဲပြီးဖြူဖြော့နေတယ်ကျွန်တော်သူမခြေထောက်တွေကိုနှွေးသွားစေဖို့အတွက်ဖြင်းညင်းစွာပုတ်တက်ပေးနေ
နေမိတယ်ခဏကြာမှတော့ပြန်ပြီးနှွေးထွေလာတယ်အကိုကြီးကျမကိုအကိုကြီးလိုပဲဆက်ခေါ်လို့ရသေးလားဟင်လို့အေးပတ်နေတဲ့အတန်နဲ့သူမကမေးလိုက်တယ်သူမကကျွန်တော်ကိုကြောက်ရွံ့တုန်လှုပ်တဲ့မျက်လုံးတွေနဲ့မောကြည့်နေတာမို့ကျွန်တော်လည်းခေါင်းကိုအမြန်ငိမ့်ပြလိုက်တယ်ဒါပေမဲ့သူမအတွက်ဆေးဝယ်ဖို့ထားလိုက်တဲ့အချိန်မှာပဲသူမကရုတ်တရက်ကျွန်တော်စီပြုတ်ဝင်လာပြီးကျွန်တော်မျက်နှာကိုသူမလက်နှစ်ဖက်နဲ့စုပ်ကင်ကစိတ်အားထက်သန်စွာနဲ့အနမ်းပေးလိုက်တယ်ကျွန်တော်အုံနောက်ထဲမှာဘာမှတွေးလို့မရတော့ပဲပလာဖြစ်သွားတယ်သူမကကျွန်တော်ကိုစိုက်ကြည့်ရင်သူမရဲ့အယူမှုဖြစ်နေတဲ့အချစ်တွေနဲ့ပြည့်နေနေတဲ့မျက်လုံးတွေနဲ့စကလုံးတစ်လုံးချင်းစီကိုပြပြတတပြောလိုက်တယ်နီကင်စီကျမချစ်တယ်လို့ပြောလိုက်တယ်ကျွန်တော်လည်းထိတ်လန့်တုန်လှုပ်ပြီးဘာလို့ရမှန်းမသိဖြစ်ကအခက်သားနဲ့ထွက်လိုက်မိတယ်ဆေးဝယ်ပေးဖို့တွားရတော့မယ်လို့စကားထင်ပေါ်ပြီးပြောလိုက်တဲ့အခါသူမကကျွန်တော်လက်ကိုအတင်းဆွဲကင်လိုက်တယ်သူမရဲ့မျက်လုံးတွေကနီးရဲနေပြီးအကိုကြီးပြန်လာမှမလားလို့မေးလာတယ်သူမရဲ့အကြည့်တွေကိုစူးစိုက်ကြည့်လိုက်မိတဲ့အခါကျွန်တော်တို့ငယ်ကစပားခင်းထဲမှာထိုင်နေတဲ့ကောင်မလေးငယ်လေးကိုပြန်မြင်အောင်မိတယ်လို့ခံစားလိုက်ရတယ်အလွန်အေးဆက်ပြီးမျောလင်းချက်ကင်းမဲ့နေတဲ့အဲ့ဒီအကြည့်တွေကိုမြင်တော့ကျွန်တော်လည်းညင်သာစွာနဲ့ဟုတ်တယ်ပြန်လာခဲ့မယ်လို့ရေရွတ်လိုက်မိတယ်သူမကကျွန်တော်လက်ကိုဖြည်းဖြည်းချင်းလှုပ်ပေးလိုက်ပြီးကျွန်တော်ကိုမော့ကြည့်တယ်သူမရဲ့နှာခမ်းတွေကပြုံးလိုက်ပေမဲ့သူမရဲ့မျက်လုံးတွေကတော့အေးဆက်နေစေပါပဲအကိုကြီးကျမကိုစွန့်ပစ်ဖို့မကြိုးစားပါနဲ့နော်ကျွန်တော်ဆေးဝယ်ပြီးပြန်ရောက်လာတဲ့အခါသူမကတကားပေါက်ကူသာစိုက်ကြည့်ရင်အဲ့ဒီနေရာမှာပဲထိုင်နေတော့ကျမ1580အထိရေတွက်ပြီးနီအင်းနီအကိုကြီးကကျမကိုတစ်ခါလောက်ထပ်ပြီးစွန့်ပစ်လိုက်ရင်တော့ကျမယူသွတ်သွားလိမ့်မယ်သူမစကားကြောင့်ကျွန်တော်ရင်ထဲမှာနာကျင်စွာနဲ့တင်းကျပ်သွားတယ်ကျွန်တော်သူမစီတိုးကပ်သွားပြီးရင်ခွင်ထဲမှာတင်းတင်းကျပ်ကျပ်ဖတ်ထားလိုက်မိတယ်နောက်ဆုံးတော့ကျွန်တော်ကိုဝန်ခံလိုက်ရပါပြီကြတောင်းဖွင့်ပွဲခန်းနာမှာသူမကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်ကစပြီးကျွန်တော်ရဲ့ခံစားချက်တွေဟာအရင်ကနဲ့လုံးဝမတူညီတော့တာကိုသိလိုက်ရတယ်ငယ်ငယ်တုန်းကဆိုရင်တော့ဒါဟာတနာချင်းတက်သူ့ကိုကောက်ွယ်ပေးခြင်းနဲ့စိတ်ဆန္ဒမျိုးလောက်ပဲရှိခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်သူ့ကိုတကယ်ပဲချစ်မိနေပါပြီဒီလိုဖြစ်နေမှာတော့သူ့ဘေးနားမှာလက်တွဲပြီးဘာလို့ရှေ့ဆက်မလျှောက်လန်းကြည့်ရမှာလဲအဲ့ဒါနဲ့နန်းကုံကြီးကကျမအသက်ပြန်ရှင်လာခဲ့တာပါကျမအဖေကကျမကိုအားပြင်းပြင်းနဲ့ကန်ချလိုက်တဲ့နေ့မှာပဲကျမပြန်လည်မွေးဖွားလာခဲ့တာကျမဒူးတွေကပုံမဲ့ကုန်ပြီးနဖူးကလည်းနေရန်ကိုပြင်းပြင်းထန်ထန်ရိုက်မိသွားတယ်မူးဝေနေတဲ့အာယုံတွေကြည်လင်လာတဲ့အခါကျမ9နှစ်သားရွယ်ကိုပြန်ရောက်နေမှန်းသိလိုက်ရတယ်အဲ့ဒီအချိန်ကျမဒီလိုကြေကွဲဖွယ်ရာအဖြစ်ဆိုးတွေမစတင်သေးတဲ့အချိန်ကာလပေါ့ကျမရဲ့အရင်ဘဝတုန်းကတော့ဘဝရဲ့တဝက်ကိုအဖေရဲ့အနိုင်ကျင့်ရိုက်နှက်မှုတွေအောက်မှာဖြတ်တန်းခဲ့ရပြီးနောက်တစ်ဝက်ကိုတော့နစ်ကင်စီရဲ့နှိမ့်ဆက်မှုတွေကိုခံယူရင်းဖြတ်တန်းခဲ့ရတယ်သူကကျမပစ္စည်းတွေကိုအခိုးခံရအောင်လုပ်ပြီးတခြားသူတွေကပဲကျမကိုအနိုင်ကျင့်နေတဲ့အောင်လိန်ညာဖန်တီးတတ်သူပါအရွယ်ရောက်လာတဲ့အခါသူကကျမကိုအယိုးမှုနှိမ့်ဆက်ခဲ့ပြီးနောက်ဆုံးတော့ကျမကိုတေဆုံးချင်းစီဆွဲခေါ်သွားခဲ့တယ်ဒါပေမဲ့ဒီဘဝမှာတော့အရာအလုံးပြောင်းလဲသွားပြီးကျမသူ့ကောင်းကိုကြောက်တုံးနဲ့အားနဲ့ထုချလိုက်တယ်သူကကျမရဲ့အရင်ဘဝတုန်းကလိုမျိုးမတုံ့ပြန်ခဲ့ပါဘူးအရင်ဘဝတုန်းကလိုမျိုးမဟုတ်ခဲ့ပါဘူးသူကမုံကိုသူ့ချအထောက်အောက်မှာဖိချေမပစ်ခဲ့ပါဘူးအဲ့ဒီအစားသူကမုံကိုကောက်ယူပြီးအညစ်အကြေးတွေကိုဖယ်ရှားကနယံတိုလေးပေါ်မှာတင်ပေးပြီးကျမကိုလာယူဖို့အချက်ပြခဲ့တယ်ဒါဟာကျမရဲ့အရင်ဘဝတုန်းကအရန်ကိုတောင်းတခဲ့ရပြီးတခိုက်စာတောင်မစားခဲ့ရတဲ့အဲ့ဒီမုံလေးပါပဲအရသာကအရန်ကောင်းလွန်းလို့မျက်ရည်တောင်ဝဲလာမိတယ်သူကကျမစားဖို့အတွက်အပိုတွေတောင်ခြံပေးထားသေးတယ်ပြီးတော့သူကကျမကိုတကြားလုံးတစ်လုံးပေးတယ်အဲ့ဒီတကြားလုံးလေးကိုကျမပလင်းလေးတစ်လုံးထဲမှာထည့်ထားလိုက်တယ်ဆေးလုံးလေးတစ်လုံးလိုပဲကျမအနားမှာနှစ်ပေါင်းများစွာတန်ဖိုးထားသိမ်းဆည်းထားခဲ့တာပါသူကဘလောက်တောင်ကျင်နာတက်လိုက်တယ်လဲသူကကျမကိုကစုံဥတွေကြက်ဥတွေပေးတယ်ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းတွေအဝတ်အစားရှော့ဖွင့်နည်းတွေစာဖတ်နည်းနဲ့စာရေးနည်းတွေကိုတောင်သူကသင်ပေးခဲ့တယ်ကျမစာမေးပွဲမှာအမှတ်နည်းအောင်တမင်လုပ်ခဲ့မိတယ်သူကကျမကိုစာပြပေးဖို့အတွက်ပေါ့ကျမအတွက်သူစိုးရိမ်ပူပန်ပြီးအပင်ပန်းခံနေတာကိုမြင်ကျင်ခဲ့တာတစုံတစ်ယောက်အတွက်ကိုကအရေးပါနေတယ်ဆိုတဲ့ဒီခံစားချက်မျိုးကိုအရင်တုန်းကဘယ်တော့မှမရခဲ့ဘူးဒါနဲ့ကျမစာစီစာကုန်းတစ်ပုဒ်ရေးလိုက်တယ်အဲ့ဒီစာစီစာကုန်းရဲ့ခေါင်းစဉ်ကတော့ကျွန်းမရဲ့အကိုကြီးလို့ဖြစ်ပြီးသူတယောက်တည်းအကြောင်းပဲရေးထားတာပါဆရာကအဲ့ဒီစာစီစာကုန်းကိုအတန်းထဲမှာစံပြအနေနဲ့ဖတ်ပြခြင်းတယ်လို့ပြောပါတယ်ကျမလည်းအမြန်ပဲတောင်းပန်ပြီးမဖတ်ပြဖို့တားလိုက်ရတယ်တခြားသူတွေကသူဘလောက်တောင်ထူးချွန်ပြီးကောင်းမွန်တယ်လဲဆိုတာကိုသိသွားပြီးကျမစီကနေလူယူသွားမှာကိုအရန်ကြောက်ခဲ့တာပါသူကကျမရဲ့အကိုကြီးပါသူကကျမတယောက်တည်းရဲ့အပိုင်ပါမျိုးကနေပြန်လာတဲ့အခါသူကကျမအတွက်ပောက်ကွဲတက်တဲ့မိချစ်ဆန်ဘူးလေးတွေအယုတ်လေတိုင်တစ်ခုနဲ့ဖနက်အသေးဆက်တရံကိုဝယ်လာပေးတယ်ကျမတောင်အဲ့ဒီဖနက်ကိုဝတ်ဖို့မဝင်ရဲခဲ့ဘူးကျမသူ့ကိုအနားမှာပဲတင်ထားခဲ့တယ်ကျမခေါင်းနားမှာပဲထားခဲ့တယ်နှစ်သက်ကူးနေမနဲ့ခင်းမှာဝတ်ဖို့စိတ်ကူးထားပေမဲ့ကျမနိုးလာတဲ့အခါမှာတော့ဖနက်တွေကမိဖို့ထဲမှာပြာကျနေပါပြီကျမအဖေကယူသွတ်နေတာပါသူကနစ်ကင်စီကိုအိမ်ကိုလာအောင်ထောင်ချောက်ဆင်ပြီးခေါ်ခိုင်းတယ်သူကနစ်ကင်စီကိုအရှင်လက်လက်မြေမြုပ်တက်ပစ်ချင်နေတာဒါကြောင့်ကျမလည်းအုတ်ခဲတစ်ချက်ကိုကောက်ကင်ပြီးသူ့ကောင်းကိုအားနဲ့ထုချလိုက်တယ်ဒီကိစ္စကိုတခါတည်းအဆုံးသတ်လိုက်ခြင်းလို့သူ့ကိုတက်ပစ်ဖို့စူးစမ်းခဲ့တာပေမဲ့ကျမကငယ်လွန်းနေသေးတယ်သူကကျွန်းမောက်ကိုလေထဲမှာဆွဲချိတ်ထားပြီးအမူရိုက်နှက်တော့တယ်အဲ့ဒီလိုနဲ့ကျမအမြင်အာရုံတွေဝေဝါးလာချိန်မှာနစ်ကင်နီတယောက်အခန်းထဲကိုပြေးဝင်လာတာကိုမြင်လိုက်ရတယ်သူကစပိုင်ဒါမန်ပုံပါတဲ့ဝတ်စုံကိုဝတ်ထားပြီးမျက်နှာကလည်းထိတ်လန့်နေတယ်သူကကျမကိုသူ့ရဲ့အင်ဂျီနဲ့အမြန်ခြုံပေးတယ်အဲ့ဒီအခိုက်အတန့်မှာပဲသူဟာကျမရဲ့ကဲတင်ရှင်တသက်တာလုံးအတွက်ကျမရဲ့တူးလေးသောအစွဲအလန်းဖြစ်လာတော့မယ်ဆိုတာကျမသိလိုက်ရတယ်နှစ်သက်ကူးညမှာသူကကျမကိုဆေးရုံမှာလာကြည့်တယ်သူကအဝတ်အစားတစ်တွေဖနက်အစ်တွေနဲ့ပွဲတော်အတွက်ငွေကြေးတွေပါယူလာပေးခဲ့တယ်ကျမသူ့စီကိုဖုန်းဆက်လိုက်တယ်သူကျမစီကိုလာပေးစေခြင်းလို့ပါသူကတနင်္ဂနွေနေ့မှာလာခဲ့
ခဲ့မယ်လို့သတိပေးခဲ့ပေမဲ့ဘယ်တော့မှရောက်မလာခဲ့ဘူးကျမအမေလာခေါ်တဲ့နေ့မှာတော့ကျမသူ့ကိုအချီးနှီးပဲစောင့်မျှော်နေခဲ့မိတယ်အဲ့ဒီအချိန်မှာပဲကျမနားလည်လိုက်ရတယ်သူ့အတွက်ဆိုရင်ကျမကဂရုစိုက်ပေးရမယ့်ကလေးတစ်ယောက်လောက်ပဲရှိတာပါဒီလိုဆိုရင်တော့ကျမမြန်မြန်အရွယ်ရောက်ဖို့သူ့ဘေးမှာရက်တည်ဖို့ထိုက်တန်သူတစ်ယောက်ဖြစ်လာဖို့လိုအပ်တယ်ကျမစာသင်နှစ်တွေကိုကြော်ပြီးအသေးအတန်စူးစမ်းပန်းစားသင်ယူခဲ့တဲ့အထက်တန်းပထမနှစ်မှာပဲကျမချင်းပြီးတက္ကသိုလ်ကိုတက်ခွင့်ရခဲ့တယ်ဒါပေမဲ့သူမရှိဘူးဆိုတာသိလိုက်ရတယ်သူကကုနန်မှာတွားရောက်ပညာသင်ယူနေတာကိုကျမသိလိုက်ရတယ်။ဒါနဲ့ပဲကျမလည်းကုနန်တက္ကသိုလ်ကိုရောက်ဖို့အတွက်နောက်ထပ်တစ်နှစ်ထပ်မံစူးစမ်းခဲ့တယ်။နောက်ဆုံးတော့ကျမသူ့ကိုပြန်တွေ့ပြီးကျမသူ့ကိုမသိတရားဟန်ဆောင်ခဲ့ပေမဲ့သူကကျမကိုရှောင်တိန်နေတာကိုမြင်ရတဲ့အခါရေးစရာကောင်းသူတစ်ဖက်မှာလည်းအယမ်းကိုနာကျင်ရပါတယ်။ကျမသူ့အနာကိုခြေလန်းချင်းစီတိုးကပ်သွားခဲ့တယ်။သူ့ရဲ့မျက်လုံးတွေထဲမှာဖုံးကွယ်ထားတဲ့နူးညံ့သိမ်မွေ့တဲ့အရေးအယောင်လေးတွေနဲ့အတူသူဘယ်လိုမျိုးအကာအကွယ်တွေလျှော့ချလိုက်တယ်ဆိုတာကိုကျမစောင့်ကြည့်နေခဲ့တဲ့ဘဝမှာလူတိုင်းမှာဒီလိုမျိုးတစ်ခုတည်းသောအစွဲအလန်းဆိုတာရှိကြစမြဲပါကျမတို့ငငယ်တုန်းကတခါမှမစားခဲ့ရတဲ့အဲ့ဒီမုံလေးလိုပဲကျမရဲ့အားထုတ်မှုတွေကလည်းလေထဲမှာပဲပျောက်ကွယ်သွားခဲ့ရတယ်ပြီးတော့အဲ့ဒီအချိန်မှာပဲအလင်းရောင်တစ်ခုလိုမျိုးလူတစ်ယောက်ကကျမရဲ့မှောင်မိုက်နေတဲ့ငယ်ဘဝကိုလာရောက်လင်းထိန်ပေးခဲ့တယ်နီကင်နီရှင်ကိုနောက်ကနေလိုက်ဖမ်းဖို့အတွက်ဘဝနှစ်ခုလုံးကိုအကုန်ကြခံခဲ့ရတာအခုတော့နောက်ဆုံးတော့လဲရှင်ဟာကျမပိုင်ဖြစ်လာခဲ့ပြီး